ဒါနဲ့အခုဒီကိုပြောင်းလာတယ်ဆိုတော့ကအစတော့ဘယ်မှနေတာလို့အဲ့ဒါပြောမယ်ဆိုကိုကြီးကျွန်တော်ရာဇဝင်လေးတော့လည်းရှိတယ်ခင်ဗျ။ပြောပါဘေးရင်အရတာကျွန်တော်ဒီကိုပြောင်းလာဟုတ်ဟိုအမှန်ပြောရင်တော့ကျွန်တော်ဝန်နာမြန်မှာဖြစ်မိလေးတဲ့တိုက်ကြီးညင်းရှိတယ်ခင်ဗျရေကုတ်ကနေနဲ့ဆင်းရလဲအကျဲကြီးပဲ excision ခွေတွေနဲ့အသေးစားကောက်ကွင်းလေးတော့ပါသေးတယ်အဲ့ဒါဘေးရင်ဆရာကနေခက်တာခဏအိမ်လေးတန်လေးမှာနေပါတဲ့နှုတ်မရင်လူခိုက်တတ်တယ်ဆိုလို့ဒီအိမ်သေးသေးလေးမှာပဲအဲ့ဒါလာနေတယ်သေးသေးလေးမှာကျင်းချင်းလေးမွတ်ကျက်တယ်ကိုကြီးတယ်အဲ့ဆိုရင်တော့ကိုညီကကိုနဲ့သိမကွာပါဘူးကိုကလေအေးရကံပေါင်းမှာခင်မိတာပါရင်စောင့်နေတာအဲ့ဒီကမပြီးသေးလို့ဒီတိုက်ကလေးလာပြီးခဏဝဲနေတာနော်ဟိုကပြီးရင်ဟိုပြောင်းမှာပြောင်းရင်ဒီတိုက်ကိုလူမှုရေးအဖွဲ့အစည်းတစ်ခုကိုလူလိုက်မှာပါသူကတိုက်နေမဟုတ်ပါဘူးအထက်မှာသူပစ္စည်းအပြည့်စုံအကုန်လူပဲမှာဟိုမှာကစင်တဲ့အားလုံးရှိပြီးသားဒါနဲ့လုတ်ကြရရှင်ပြေးအပြည့်ပါတယ်ကျွန်တော်အလုပ်ကရတော့ဆင်းပြေးတယ်တဲ့အောင်လဲအောင်မြင်တာပါပဲဒီလိုအောင်မြင်တယ်ဆိုတော့လေကျွန်တော်ရဲ့စီမံခန့်ခွဲမှုကြောင့်ဒါကြီးလဲပါတာဘောကိုကြီးอ่ะမနစ်ကဆိုရင်ကျွန်တော်နှစ်စဉ်ဝင်ငွေဆိုရင်ဒေါ်လာ6ဘီလီယံလောက်6ဘီလီယံဒါဆိုရင်တော့ကိုညီရဲ့ဝင်ငွေကိုမမီသေးဘူးပေါ့ကိုကမနစ်ကတော့ကကိုကုမ္ပဏီဝင်ငွေကစတလင်ပေါင်8ဘီလီယံကျော်လောက်ရဒါတော့အတိအကျစင်းမပြဘဲနဲ့ရှိုးတူထားရှိသေးတယ်နှုတ်အန်ဒီရှိတယ်ဟုတ်ပါရဲ့ကိုကြီးပြောတာမှန်ပါတယ်ကျွန်တော်တော့ဘန်တစ်ခုထဲမှာကျွန်တော်မအပ်ဘူးနော်နိုင်ငံတိုင်းမှာနာမကြီးတဲ့ဘန်ဒီမာကြီးပဲဟုတ်လို့ခွဲစုအပ်တာဒါတော့ကသူတို့နိုင်ငံသက်ဆိုင်ရာအစိုးရတွေကသူတို့စံချိန်ဝင်ခွေတဲ့ကိုကျွန်တော်ပုံများရဲဆိုပြီးတန်နေရတော့ကျွန်တော်ကိုခစ်ဒါဆိုရင်တော့ငါညီကကိုကြီးနဲ့တော့ကွာသွားပြီကွာတော်ကွာသွားပြီကိုကြီးရငွေမစုစိတ်စုစိတ် crazy ကဘာကျော်စိတ်နေကြီးဝယ်ပြီးစုတာကွန်တင်နာ4လုံးလောက်ရှိစိတ်ကွန်တင်နာ4လုံးကွန်တင်နာနဲ့4လုံးဒါရီထားတဲ့နေရာကတော့ထိတ်တန်းဖြည့်ဝက်ချက်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်တော့စိန်ဝါသနာမပါဘူးဝါသနာမပါဘူးအခုကျွန်တော်နေတဲ့ပင်လေပင်လေအောက်မှာအဲ့ဒီပင်လေမှာကျွန်တော်ကျွန်းကိုဝယ်ထားအဲ့ကျွန်းကဟိုဘက်ကကျွန်တော်ဟာဝါလီကျွန်းမှာကျွန်တော်ဝယ်ထားလိုက်နှကလုံးဝယ်လိုက်ဒါပေမဲ့ကျွန်တော်နာမည်တော့အခုမှကျွန်တော်အမီမခံဘာဖြစ်လို့လဲဆိုတော့လူတွေကဒီဝါရီအောင်မြင်လာပြီအဆန်ချိလာပြီဆိုရင်နော်ကျွန်တော်တိုင်းကောင်ရောက်ပြီးကြီးကလေးနေရဒီသဘောပါအခုလည်းဒီအင်းသေးသေးလေးကိုကျွန်တော်ပြောင်းလာတယ်ဆိုတာဒီသဘောကိုပါပါတယ်ကိုကြီးကဲစကားပြောလို့လည်းကောင်းတယ်ကိုကြီးရဟိုအမျိုးသမီးမှားလိုက်တာလေးနည်းနည်းကျွန်တော်သွားဝယ်လိုက်ဦးမယ်နော်ညီလေးဘေးရှင်းမယ်ဟဲ့ကောင်းတင်တဖေးဒုက္ခဘိုးကတော့ကိုကြီးရှင်းနိုင်ပါတယ်ကွာကိုကြီးရှင်းမှာပေါ့နော်ညီလေးမိမမှားတာလေးတော့ဝယ်လိုက်ပါနော်တော့ကျဆက်လို့အကိုကြီးကတော့မိမမကြောက်ပါဘူးမိမကိုဘယ်လိုချစ်ရတယ်ဘယ်လိုနိုင်ရတယ်ဆိုတာကိုကောင်းကြီးချစ်နေနောက်တစ်ခါကြုံမှပြောပြမယ်နော်အများကြီးပြောပြမယ်ဟုတ်ကဲ့ပေါ့ပြီကောင်းပြီဆိုကြွားတဲ့ကောင်လေဖေးနှစ်ခွက်ကိုပြီသုံးစံတိုင်းအရင်ကျွေးကင်းနေတာပဲချက်မှတ်ပြီနော်ဒါကောင်ရှင်းပြီဟုတ်လားပြော